ဒီဗီဒီယိုထဲမှာတော့ brother တို့အတွက် mobile legend ထဲမှာတငယ်ချင်းတွေနဲ့ skin တွေ share ပြီးတော့ ဆော့လို့ရမယ့်နည်းလမ်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကိုတငယ်ချင်းအကောင့်ထဲမှာရှိတဲ့ skin တိုင်းကိုကိုကယူဆော့လို့ရမယ့်နည်းလမ်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်စေချင်ပါတယ်။ကဲတော့ဒီနီလန်းလေးက skin share မဲ့သူတွေအတွက်ကို skin share ပြီးတော့လက်ခံမဲ့သူတွေအတွက်ကိုအတူတူပဲပေါ့နော်အရင်ဆုံးကျွန်တော်တို့ share ပေးမဲ့ account ကနေပြီးတော့ပြန်လည်ရောက်ရှိလာတော့ကစားပုံများဆိုတဲ့နေရာကိုတွားရမယ်ပြီးတော့ဒီနေရာမှာအပေါင်းလေးရှိတယ်ဗျအဲ့ဒီအပေါင်းလေးကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် game ထဲမှာ online မဖြစ်တာကြာပြီဖြစ်တဲ့တငယ်ချင်းတွေကိုပြလိမ့်မယ်အနည်းဆုံးတော့ share ပေးတာကိုလက်ခံမဲ့ account က game ထဲမှာတစ်ပတ်သို့မဟုတ်နှစ်ပတ်သုံးပတ်ဝန်းကျင်လောက်တော့ online မဖြစ်နေဘူးလို့တယ်ပေါ့နော်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ကတငယ်ချင်းကိုဖိတ်ခေါ်မယ်ဆိုတော့အပေါင်းခလုတ်လေးကိုနှိပ်လိုက်ရင်ရပြီဒါမျိုးလေးပေါ်လာပြီဆိုလို့ရှိရင် screenshot လေးယူတာမယူတာလည်းပြဿနာတော့မရှိဘူးကျွန်တော်တို့ဒီမှာအပေါင်းလေးကိုပြန်နှိပ်လိုက်ပြီဆိုလို့ရှိရင်အောက်မှာပေါ့နော်ဖိတ်ခေါ်တာပါဒီဆိုပြီးတော့ပေါ်သွားပါလိမ့်မယ်ဒီအဆင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဘက် account ကနေဘာမှကိုလုပ်စရာမလိုတော့ပါဘူးကဲဒါဆိုကျွန်တော်တို့နောက်တစ်ခေါက်မှာဘာတွေလုပ်အောင်မလဲသွားကြည့်အောင်ဒါကတော့ကျွန်တော် share ပေးတာကိုလက်ခံမဲ့အကောင့်ပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ဝင်ထားလိုက်ပြီ skin share ပေးတာကိုလက်ခံဖို့ဘာလုပ်အောင်လဲဆိုတော့ခုနလိုပဲ friend တွေကိုသွားပြီး return friend တွေကိုသွားလိုက်ပြီဆိုလို့ရှိရင်အခုလိုမျိုး invite ထားတာမျိုးလေးကိုတွေ့ရပါလိမ့်မယ်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအခုကျွန်တော်ပြပေးထားတဲ့ဒီနေရာလေးမှာကုတ်လေးထည့်လိုက်ရင်ချိတ်လို့ပြီးသွားပြီကဲဆိုတော့ကုတ်ကဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်ပြပြပေးမယ်ကုတ်ကကျွန်တော်တို့ရှေ့ကကျွန်တော်တို့ share ပေးထားတဲ့အကောင့်ကနေသွားပြီးတော့ယူရမှာဖြစ်ပါတယ်ကဲဒီမှာဆိုလို့ရှိရင်ကျွန်တော် share ပေးထားတဲ့အကောင့်ကနေပြီးတော့ဒီနေရာလေးမှာကုတ်လေးကို copy လာယူလိုက်ပါမယ်ကျွန်တော်ကဖုန်းတစ်လုံးနဲ့လုပ်ပြတာဖြစ်တဲ့ကြောင့်မလို့ copy ပဲယူလိုက်တာတကယ်လို့ brother တို့ကတငယ်ချင်းနဲ့လုပ်တယ်ဆိုရင်တော့ Telegram ပဲဖြစ်ဖြစ်ဘယ်ဟာဖြစ်ဖြစ်ပို့လိုက်ပါတော့ကဲပြီးတော့မြည်ဆိုတော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့နေရာလေးမှာကုတ်လေးကိုထည့်ပြီးတော့ကျွန်တော်တို့ connected ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်လို့ရှိရင်ဒါချိတ်သွားမှာပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့မှာ connected နှိပ်ကြည့်လိုက်ရအောင် okay ဆိုတော့ဒီလိုမျိုးလေးပေါ်လာရင် okay လေးနှိပ်ပေးလိုက်ပါကဲဒါဆိုရင်တော့ကျွန်တော်တို့ account တစ်ခုကိုတစ်ခါတည်းချိတ်ဆက်လို့ပြီးသွားပြီဖြစ်ပါတယ်ဒီလိုချိတ်ပြီးသွားရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုတော့အခုလိုမျိုး game တစ်ပွဲဆော့ပြီးတိုင်းမှာ chat လေးတွေဖွင့်လို့ရမယ် chat ထဲမှာ hero တွေပါမယ် fragment card တွေပါမယ်မော်အမောင်းတွေပါမယ်ပေါ့နော်ဒါတော့တိတ်အရင်မကြည့်ဘူးပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ skin တွေ share လို့ရမှာဖြစ်ပါတယ် skin share ဖို့အတွက်ဆိုဒီမှာ brother တို့ show လိုက်ဒါဆိုလို့ရှိရင်ဟိုဘက် account ထဲမှာရှိတဲ့ skin တွေပေါ့နော်အဲ့ဒီ skin တွေအကုန်လုံးကိုယူပြီးတော့ ဆော့လို့ရတယ်ဒီမှာသူ legend skin ပဲဖြစ်ဖြစ် limited skin ပဲဖြစ်ဖြစ်ဘာ skin ကြီးပဲဖြစ်နေပါသေးကျွန်တော်တို့ယူပြီးတော့ဆော့လို့ရမှာဖြစ်ပါတယ်အဲ့လိုမျိုးချိတ်ပေးလိုက်ပြီဆိုလို့ရှိရင် share ပေးတဲ့သူရဲ့ account တွေက skin တွေကိုလက်ခံမဲ့သူကလည်း use လို့ရတယ်လို့လက်ခံမဲ့သူရဲ့ skin တွေကိုလည်း share ပေးတဲ့သူက use လို့ရမှာဖြစ်ပါတယ်အဲ့တော့ account အကြီးနှစ်ခုလောက်ရှိတဲ့တငယ်ချင်းတွေဆိုလို့ရှိရင်တော့အဆင်ပြေတယ်ကိုမှမရှိတဲ့ skin နဲ့သူ့မှုဆော့ကိုရှိတဲ့ skin နဲ့သူ့ကိုပေးဆော့အဲ့လိုပုံစံမျိုးလေးနဲ့ဆော့မဲ့သူပုံပြီးတော့အဆင်ပြေတယ်ဟိုဘက် account မှာတော့ကျွန်တော်တွေ့တဲ့အတိုင်းပဲဒီ elite skin တွေပဲရှိတဲ့အတွက် elite skin တွေပဲပေါ်တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒီတငယ်ချင်း share ပေးရတဲ့တငယ်ချင်းတွေအောင်အတူတူ game ဆော့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြမယ်အရင်ဆုံးကျွန်တော် skin တကောင်ကင်ရမယ်ပေါ့နော်ကျွန်တော်ဒီ account ထဲမှာတန်ဖိုးကြီးတဲ့ skin ကတိတ်ပြီးတော့မရှိဘူးကဲအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ဟိုဘက် account ထဲမှာရှိတဲ့ skin တကောင်ကောင်ရဲ့ hero ကိုကျွန်တော်ကင်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် skin ကိုတစ်ချက်ကြည့်မယ် okay ဆိုတော့ကျွန်တော် Roger ပဲကင်လိုက်တော့မယ်ပေါ့နော် okay Roger ကင်လိုက်ပြီဆိုတော့ Roger မှာကျွန်တော်မှာ skin မရှိဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင် share ဆိုပြီးပဲပေါ်နေတယ်အဲ့တော့ကျွန်တော်ဒီမှာ epic ယူဆော့ခြင်းလား epic ယူဆော့ခြင်း epic ကိုနှိပ်လိုက်ကျွန်တော် epic နဲ့ယူပြီးတော့ဆော့လို့ရတယ်ကျွန်တော် brother တို့တေချာဝအောင်ဒီ Metro Zero skin နဲ့ပြမယ်ပေါ့နော် okay အဲ့တော့ကျွန်တော် Metro Zero skin လေးကိုယူပြီးတော့ဆော့ပါမယ် okay အဲ့တော့ကျွန်တော်ဆော့လို့ရတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကဲတော့ဒီနေရာမှာရင်လားဆိုတော့မဟုတ်ပွဲထဲမှာရောဘယ်လို effect ထွက်လဲဘယ်လိုပေါ်လဲဆိုတော့ brother တို့ like ပြီးတော့ကြည့်လိုက် share ဆိုတဲ့စာတိုင်းလည်းမပေါ်ဘူးမသိလို့ရှိရင်ကို့မှာအပိုင်ရှိထားတဲ့ skin လိုပါလိုနဲ့ပေါ့နော်အဲ့လိုမျိုးအပိုင်ဆော့ရမှာဖြစ်ပါတယ်ပြီးတော့ in game နဲ့ရောက်တဲ့အခါမှာလည်း display animation effect ဘာ scale animation effect ဘာညာတရကအကိုလုံးကကျွန်တော်တို့ကို့မှာအပိုင်ရှိပြီးသား skin တကောင်အတိုင်းကိုကင်လို့ရမှာဖြစ်ပါတယ်သူများတွေလည်းမြင်ရတယ်နော်ဒါလုံးဝကျင်းမဟုတ်ပါဘူး brother တို့ကိုယ်တိုင် like ပြီးတော့စမ်းကြည့်လို့ရပါတယ်ကဲဆိုတော့ဒီနေ့ရဲ့ video လေးကဒီလောက်ပါပဲ video လေးကအကျိုးတစ်ခုခုရှိတယ်သဘောကျတယ်ဆိုလို့ရှိရင်တော့ subscribe like follow လေးတွေလုပ်ခဲ့ပေးဖို့ပြောချင်ပါတယ်ကဲဒီလောက်ပါပဲဗျ